ကဲအားလုံးပဲမင်္ဂလာပါဗျာနော်ဒီနေ့ကတော့ကျွန်တော်ဝိုင်းသွားတာဗျာဝိုင်းသွားတာကြောက်ကတော့တစ်လုံးမမရောက်ဗျာဒီမှာဖြက်ကြောက်လေးတစ်လုံးရတာနဲ့ကျွန်တော်လည်းကန်ဆန်းကြည့်မယ်ဆိုမှဒီကြောက်လေး9000နဲ့ဝယ်တာပေါ့ဗျာနော်ကြောက်လေးကတော့ခုံရစ်လေးပေါ့ဗျာဖြက်ဆန်းကြည့်မယ်ပေါ့နော်အနေသားလေးကတော့အခွန်လေးလည်းလှတယ်ပေါ့ဗျာကန်ဆန်းကြည့်မလို့ပေါ့ဗျာဝိုင်းနေသွားလဲဒီတိုင်းပြန်ခဲ့ရမယ်တူတူကတော့နှိတွက်လေးပေါ့ဗျာနှိတွက်လေးကြိုက်အောင်လို့ပေါ့ဗျာနော်ကဲအများကြီးမပြောတော့ဗျာဒီကြောက်လေးကိုကျွန်တော်တို့ဖြတ်မယ်ပေါ့ဗျာနော်ကဲတခါတည်းကျွန်တော်စီးဆွဲလိုက်တယ်ဗျာစီးရတော့ကျွန်တော်ခါပဲရှမ်းလိုက်တယ်ပေါ့ဗျာအောင်တော့လဲတနန်းပေါ့ဗျာမအောင်တော့နှစ်ရှမ်းပေါ့နော်ခါပဲရှမ်းလိုက်တယ်ဗျာအဒီကတော့ခုံအထဲမှာရစ်သွားခဲ့မယ်ဆိုတော့စားမှာပေါ့ဗျာတကယ်လို့ဒီတိုင်းပဲလာသွားမယ်ဆိုတော့လင့်မှာပေါ့နော်ဘယ်လိုလာသွားမလဲပေါ့ခုံသားတင်းဖို့ပါပဲခုံသားတင်းတော့စားမှာပါကဲအဲ့နဲ့ပဲကျွန်တော်စားဖြတ်တယ်ပေါ့ဗျာကြောက်ကတော့ကျွန်တော်တို့ကြောက်သမားတွေကတော့တည်ရဗျာဒီမှာကြည့်လိုက်ဗျာဖြည့်ရင်းနဲ့ကြောက်ကတော့တိတ်တော့အစင်တော့မပြေဘူးပေါ့ဗျာအခုမြင်နေရနေထားမှဆိုတော့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဖြတ်လိုက်တာနဲ့ဗျာဒီမှာဖြတ်ပင်းကတိုးဝင်သွားတာပဲကြောက်ကတော့ထင်တယ်ကျွန်တော်ဒီကောင်လေးကတော့အသားရန်ကတော့လစ်တော့မယ်ဆိုတာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မှာကြည့်လိုက်ဗျာဖြတ်လိုက်ပြီဆိုတာနဲ့ကြောက်ကဘာမှတော့မလုပ်လဲဘူးကြောက်ကဝင်သွားပြီဆိုတော့လေနော်ကဲကြည့်အောင်ဗျာကဲထင်တဲ့အတိုင်းပဲဗျာထင်တဲ့အတိုင်းပဲကြောက်ကတော့အထဲမှာတော့မလန်တော့ဘူးဗျာအသားတော့ပြတ်တယ်ဗျာသူကခုံလေးတင်းခဲ့မယ်ဆိုတော့စားမှာပေါ့ဗျာအခုတော့အသားပါပြတ်သွားဗျာဖြတ်လိုက်တာကြောက်ကတော့နှရှမ်းဖြစ်သွားတယ်ပေါ့ဗျာကဲကျွန်တော်ဗီဒီယိုဖိုင်ကိုဆုံးထိကြည့်ပေးအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ဗျာ